ပါရမီတဲ့ပါရမီခြေလို့ကတ်တော့ကလေးတဲ့ကတ်တော့ကလေးမောင်ကြီးပါလာတော့ကြည့်တယ်ဒီကြောင်ပြုံးလိုက်ကတ်ကြီးပြီးတွေ့တယ်နော်ဒီကြပါအောင်တယ်လို့သူလည်းလုံးနေတယ်ဟောနော်အဲဒါလည်းတော့ပြန်လာတယ်ကြောက်ပြန်လာကြောက်ခဲ့မှာဘယ်လိုနေလာလဲဖြစ်လာတယ်ဘယ်လိုကြီးလဲစိတ်နဲ့ထိုင်နေရလူကြီးလည်းကြည့်ကြအောင်လေလူကြီးလည်းကြည့်ကြလာတယ်ဒီတော့မလို့ကြည့်ခဲ့တာကအောက်ဆိုမောဟညီနာပါဠိကဘာသာတက်ပြည့်ပြီးတော့နော်ပိဋကဆိုတဲ့ဇာတိရဲ့စိတ်နဲ့ပြီးလာတယ်နော်ဘုလိုတရားတွေကျုပ်တဲ့ကမှာညိရိတာကြောင့်ကျွန်တော်တို့ကျုပ်တဲ့ကမှာဒါလိုမပြီးလို့တော်လာအောင်နော်အားဒီတော်လာမလို့ကြည့်ဘူး
တဲ့ကြာလာတော့တခါတော့ဘယ်နဲ့ကနေလက်ချလို့လက်ကောက်တော့ဘုံလူရတာဒီလည်းကတော့ဘောဝေဆိုပါနေတာကိုအော်ဝေဆိုပါနေတာကုလကလည်းပြောအမကိုကာလကလည်းပြောတယ်ကာလကလည်းပြောတယ်ကာလကြီးမှာပြောတယ်နော်ဘယ်လိုဆိုလဲညာအလကားပြောတယ်နောက်ဝေးမှာတက်တယ်ကြီးရတယ်နော်လေရတာဒီမှာလည်းကလည်းနမတော့တယ်ဒါကလို့ကြိုက်တယ်ဆိုတော့နော်နမတော့တယ်အောက်ဖြစ်လာအရင်များတယ်ဒီလိုကျန်တာပေါင်းတယ်ဘုံကြီးလူကြီးကမှာတယ်ဘာလို့လဲဒီလိုကြီးတာကျန်တာလည်းဒီလိုအစကနေကောက်တဲ့ပုံပါလက်စီကောက်ပါတယ်ကြည့်ရအောင်မမေဘူးနော်တော့တော့ရလားနော်တွိုင်းပုံကိုပြောတယ်မမေဘူးနော်ဒီရတဲ့ဒီလိုပြတယ်တရားလို့တရားနော်ဒါဒီလိုအားလုံးပြကြတယ်ပြကြတာဘုရားပြောလို့ဟုတ်တယ်အဲ့ဒါကလည်းလားဘုရားပဲသွားလို့ပြောတာဟမ်တကယ်ဒီတော့လောကတကယ်နေရင်နင်းနေလို့ဒီလိုကြီးတိုက်နေတယ်ဆိုတော့တကယ်ဒီလိုတဲ့ဘာလို့လဲတပ်ပြီးတဲ့ပညာတော်ရတယ်ဒီမှတ်သားဖို့ဘုရားတော်တယ်ဟမ်ကြောက်ကြည့်လို့ဒီလိုတော့တယ်ကြည့်လို့လည်းကြောက်တော့ဒီလိုလိုပြောတာကလေးကိုကလေးကိုလို့ဘယ်တော့မှဒီကကြီးရပါအဲ့လိုဟမ်အဲ့ဒီတော့ကလေးကိုတော့ပါမနေ့ကလက်တာမှမထိုးပါဘူးဟမ်မနေ့ကလက်တာဥကြပါမရကလုံးကိုလုံးကိုဘုံကိုဟမ်အဲ့ဒါဒီကရပါဘုရားနော်ပါပါလူလူဆက်ကိုပြေလို့မှာဒါကလည်းပတ်တောင်းကြပါဘူးပါနော်အဲ့ဒါပါလို့လူလာကြည့်တယ်မပါဘူးလူလာကြည့်တယ်ကအမေကမမင်းနဲ့ဒီလာကြည့်အိန္ဒိယပြည်မှာတရားမရှိဘူးပြောတယ်တကယ်သူ့ကိုယ်ပဲလို့ပြောတာညောတော့ပဲတဲ့နော်ဒီရတယ်ဒီဘူးတဲ့ဒီကနေ့ဒီကနေ့ကြားရကြအောင်ကြည့်ပြီးနေပြီတော့ဘူးတဲ့သူ့ဘာလို့ငါတို့ကတော့ပတ်ကြတယ်ငါတို့နဲ့ပတ်နေကြတော့ကကြတယ်ပြောကနော်အယူမအောင်အားကြီးတဲ့ဆိုတာအဲ့ဒါကိုကြည့်လို့ဒီအိမ်ရတယ်နော်ပြီးတော့မြန်မာပြည်မှာဘုရားဓာတ်ကဘုရားတော်ဘယ်နဲ့ဖြစ်လို့ဟမ်ကာမရာကြီးကြောင်းတဲ့မှာလားငါးတာကိုဖြစ်လို့မလွယ်ဘူးဟမ်ပေါ်ပေါ်လေးနဲ့ငါးတာဖြစ်လာတယ်ဒီနေ့ရလားနော်ရလားအဲ့ဒါဘုရားလေကိုယ့်ကိုလူလို့ကြည့်ပြီးတော့ဒီလိုလုပ်ခဲ့ရလားဘုရားကိုလုပ်တာဘုရားကိုလုပ်ခဲ့တာနော်ကြောင်းကြိုင်နေပြီးလို့လုပ်ခဲ့တာနော်ညာတာကိုပြတ်လာပြီးပဲတဲ့ဖြစ်လို့လားဟမ်ဘောကဘုရားဘုရားကိုကြည့်ပြီးကြော်လာတာနော်အမျိုးမျိုးဘုရားဒီဟမ်ဒါတော်လာတာအားတိုင်းဟမ်ဒီတော့သူတို့ကဘုရားလုပ်တော့ဝိုင်းလို့ဩငါ့ကိုကြည့်ငါကောင်းပြီဟောက်လို့ပြန်ငါကောင်းပြီငါဟောက်လို့ပြန်ပြောတယ်ငါကောင်းပြီကောင်းပြီလို့ပြောတယ်နော်ကောင်းပြီလို့ပြောတယ်ငါကောင်းပါဘူးလို့ပြောတာနော်သူတို့ကဒီလိုမျိုးရဲ့အမျိုးမျိုးတွေဘုံဘုံနော်ကြာနောက်ဝေးဆိုဘာလို့တော့ကောက်ပြလာတယ်ကဒီတော့ဆက်ကြည့်တယ်ရက်လို့ကြာရက်ချာကောက်ပြလာတော့ဒီရရေးစီးနေတော့ရတယ်ဒီတော့တော့ကြာတယ်သိစီရနော်စတော့တာလည်းကြောက်တော့တော့တော့ကိုကိုချင်းတာကသမတ်ချင်းတာပဲဥပ္ပောဒီမှာသိစီနိုင်ဟလားနှစ်ပါးတော့နေတယ်ဒီလိုသိစီနိုင်ဝင်လာတယ်ကတော့ဖြစ်တာအဲ့
ဘုန်းကြီးတို့ပြောတော့နေလို့မဟုတ်အဲ့တော့နေခဲ့တာအဲ့ဖိတ်ခေါ်လိုက်တယ်အောင်စနေရောက်တော့လူလူကပြောစနေရောက်ဖိတ်ခေါ်လိုက်ကလာတဲမှာဘုရားတော့တရားပါရှင်းရအောင်ဒီလိုက်ဒီလိုနဲ့ကြာနေပါအဲနောက်ကြောက်ကြပါမဘုရားဒီလိုက်ခဲ့တရားချောင်းတယ်ဇဘောဘာလာလို့ဒီရမှာမလို့အခုဘာအဲ့ရောက်ကြမှာလို့ဟိုလည်းပြောပါနော်ပြီးပြီးကားရတယ်ပြောပါတယ်လို့တော့ပြောခေါ်ရပိတ်ခေါ်လိုက်တော့လိုက်လို့သိကြပါသူ့လိုပြငှက်ပြတဲ့တိုင်းနဲ့နားတာရေလူရေမကမ်းလိုက်တာပဲတော့ဘုရားနဲ့နားတာလည်းပေါ့ပြီနော်ဇာတ်ကုန်နဲ့လိုက်လို့ရှိတာအေးမရှိဘူးသူကညနေလေးချောတော့ပါနော်ဝီပုတ်ရနော်ဝီပုတ်ရအဲ့ဒီချောတော့ပါလိုက်ဦးကြတော့ပြေးသွားတယ်ပြေးအဲ့ဒါဝိအောက်ပဲတော့ပြေးသွားကြတော့ဘာမှမကြဟုတ်ဘူးဘုရားထွက်ပြေးရတာကဒီလိုပြောရင်ဘာလို့နော်ကြားလားဒီလည်းပဲမရှိဘူးလေငါပေါ့နော်ပါဠိချင်းတယ်လို့ဆိုတော့ပေါ်စီရတာလို့ပါမရဘူးလူပါပေါ်လဲဆိုအိန္ဒိယကပါပြန်အသိလေးနော်ပေါ်စီရပါပြန်ရဲတွေ့တယ်ကလို့ချင်းတယ်ကစနေလို့ဝိရဘုံတော်သူတဲ့ကြပါပြည့်ချင်းစီတဲ့ကဝိရဘုံတော်နော်အဲ့တော့ဒီနေ့စိတ်တိုင်းဒီကံတော့ရပါတယ်ပါနော်ဘုရားကပြောဟာတွေ့ကြတော့ဘယ်တော့မှဘာနေနိုင်အပိစလို့နဲ့ဘုရားကလည်းလေဟောဘုရားကြိုးဒီနိုင်တယ်နောက်ကြတော့ပါစိတ်တယ်ဆိုလေမင်းကြီးကတော့ဘာလို့ချရတယ်ဘယ်လိုဒီမှာလဲအဲ့ဒါပဲတော့ဘာလို့အဲ့ဒီပိုင်းကနေလိုက်ဒီရအဲ့ဒါနော်ဘုရားကလည်းတိတ်မစက်တယ်ကလည်းသူတွေကြတာချစ်တယ်နော်ဦးနေနဲ့မင်းပေါက်ကြရင်ကြားတာမင်းဝေလူကြီးဘူးတိတ်နေဝေရပေါက်ကြတော့ဘူးတော့နော်အဲ့ဒီဘာကဘုရားကမင်းတွေလိုက်တယ်လိုက်လူကဲနော်အဲ့ဒါနဲ့ဒီလိုကြည့်လူတွေဘယ်လိုပါချင်အော်ချစ်တယ်ကတော့မပါဘူးလိုက်ဘယ်လိုပါလဲငါမဝိုင်းလိုက်စိတ်မပေါဘူးကိုယ်တော်ကြီးနမိတ်ကြီးနမမရတယ်ဆိုတော့အရှင်ကနော်မပါကလေးတော့မဘူးဆိုပြီးတော့ကြွားကြွားဟာတာငါမပါနဲ့ငါမပါနဲ့ဒီလိုနော်အဲ့လိုကဝိပေရတာပဲကြောက်ခဲ့တယ်အဲ့တော့စိတ်လိုက်လို့မပါဘူးအာဘာသာစိတ်လိုက်တာဘာလို့မသိတော့ကမ်းလာဒီလိုကမ်းလာဩအေးမတားပြီးတော့လည်းပြီးတော့ဘူးကိုမတားသူလည်းလို့ကိုကြည့်တယ်ဘာလဲပြီးတော့အဲ့ဘုရားမပါတော့ဘူးဒီတို့ဒီလိုပါလို့ဒီကြီးဆိုရင်နတ်ကြီးနတ်ကြီးတော့နတ်ကြီးနတ်ပြပါမယ်ဒီလိုကောက်တယ်ဘာသာနတ်ပြပါမယ်နတ်ကြီးတော့ဆိုတော့တကယ်နတ်ကြီးတော့ပါကြီးအာနော်တကယ်နတ်ကြောက်ကိစ္စမနေနဲ့တော့တော့ကြောက်အဲ့တော့ကိစ္စမနေကြီးဟာနတ်ပြီးတော့နတ်ဆိုတော့လေပူနာပြီးပြီးနေတယ်မှာဟောရုပ်နဲ့နာရတယ်နာလည်းပူနာမပါကြီးပါဘူးပြန်ကြတယ်တိုင်းနော်နောက်တော့ဘိုးဘီကောင်ပြလာတော့ဘိုးဘီကောင်လာစိတ်ကြီးနဲ့ဘောလုံးနဲ့ဘယ်နဲ့စိတ်လုံးနဲ့လာကြမြေဝဲစိတ်တိုင်းနေတယ်မင်းနဲ့ရပါတယ်ရရလို့ငါတော့အဲလိုလည်းတက်တာကဲငါ့ကိုလုပ်ပြတာလုပ်ပြပါမယ်ဘိုးဘိုးအောင်ဆိုတာမကြည့်တဲ့တရားဒီနေ့ဘိုးဘိုးအောင်ပြီးပြီးပြည့်အောင်မှလည်းတက်ကြည့်ပါလေအတိုင်းနော်အဲ့ဒါနော်ဘာဟောလားကိုနာ
这个干来的，这个家吧，这个是咱亲戚的，那帮个老爹，你记没记得？按照呢，那个你知道吧，在那个要什么？那我觉得，搞了这个咱得看教方面嘛，原来专业的我这一步，专业的，两家吧对不对？在西安那边，西安那边老板上面，哪边那边，哎，老板那边。我别忙过了，这一天就天天用忙嘛，天天用忙嘛，我说两把是吧？但是这几个，我都跟着我干部嘛，跟你们爸爸都分家嘛，们咱明年来讲，俺都3万年嘛，就搞完，这那个，们咱明年我这搞不干嘛年嘛，是，就那么就搞搞干嘛，说文大哪有人了？譬如说出来搞的不搞，喂，喏，今年我明年啊，就今年的嘛，看不管了，都这个不管了，咋没的？喏，到底有多这个？看譬如说出来的，爷嘛，那家妈妈一个，俺不管不管嘛，要将来将来年龄这个。这个嘛，这个啥都没别的，啥没得别嘛，刚刚人家那个啥什么，嘛对吧？叫他归在干嘛？就是老，是吧？啊，刚刚人家那个啥啥，哎呀，我不然能到外地，那到外家里面这个办案来讲呢，像个，你来我们这，那三角这样，那三角方面。干嘛的？有人提的，女的忙活去，我去啊，我就说的呀，说干嘛来着？啊，我就说的嘛，那妈妈，我说的嘛，讲嘛，全是来讲嘛，把那个，把我呀，我们全是来讲嘛，就给谁呀？讲嘛，我把我，我们要把记住的，记住的话，我没这，规矩嘛，这是那这把我意思了，这个吧，俺这个不好的，这个那个记住的啥吧，能不能干嘛这样？那你包括我嘛，能，这样还有你来了，还有什么呢？还有这个干嘛？出来了，干嘛？干嘛都来了，高明，那是什么经验？别经验。哪里来的？格拉伊的土地对哪里？格拉伊不搞的，那个什么巴西的，别个嘛阿布兰的，我们是啥子的？你个古巴的，喏，瓦里亚的，我们在阿布兰的，哎呀，人家知道的，搞的呀，家里阿布尼的，都搞的，我们这样，别个这个搞不怎么样。人家老板，那是不理不理，搞民营路，那是干不起的，假如民营的，别搞你，这你都要搞搞，干你老板你搞搞，是不是不干嘛的？我不在现在，都忙的，那，这样，那屋里的人那等你，那，这样都搞忙的，都来。俺来就这个嘛，就这样，不要违规的，不要违规道路。这个路这样，不要违规的，路这样走，包括你不能把车在嘛，这个路这样，呀，保安那不进路，那保安，那保安那不保安，那家你做这个，你哪个来进入到第二个来的，哎呦，这叫不是这个嘛？为了家规们家为了那不，为了家规的嘛，为了那嘞，在这那么多人交代路的这个人家没看到那把笔呀，看到干人家半年交过这个家的，记住呢，这嘛，老来。这样，你这个不一路都老不了，你看，不玩，
တာယုံမင်းနာမှာရှားပါညီကိုလေးပါမရအပြည့်ပြောကြတယ်ဘာလဲဥရဟာဟာလဲဘယ်လိုကောင်းလာလဲအရှင်ကျတော့ဟာတယ်ဘယ်လိုကောင်းရလို့ဟာလောကောင်းရလို့ချက်လို့နော်လောကောင်းရလို့ချက်လို့ဘုရားလုံးနဲ့လည်းဆက်ပါနော်အဲ့ဒီဘယ်လိုကောင်းရလို့ဒီကဘာကြလားနတ်ကြီးဓမ္မမှာကောင်းလောကောင်းရလို့ဒီတဲ့တော့ဘုရားခိုင်းတယ်အလုံးစုံခိုင်းတာတကားမကြောက်အသက်နဲ့ကြောက်ဘိုးမိကတော့ကြောက်ဘိုးမိကတော့လည်းပါတယ်ဘုရားကြီးကကြလားမပြီးလို့လည်းတော့ဘုရားကပါတယ်နော်အမြင်ကိုမြင်လို့ပြောတာကြလားကြောင်ရပြောတာနော်ကိုမြင်ပြောတာနောက်ပိုင်းအပတ်တရားကြည့်တယ်ဘုရားကြားပါတယ်နော်တားလို့ဒါမပြီးလို့လာကြပါဘူးဒီဘဝကအမြဲဆုံးကြည့်တယ်နော်ကြလားညတ်ကြီးဓမ္မအနည်းဆုံးပဲကျဲမပြေဘူးဘယ်ရရပြေလာပြီလားတဏှာလေးမှာလူတွေပါနော်လူတွေဘုရားကြောက်နော်ကြလားလူတွေကနော်ဒီလိုခကြတဲ့ကိုယ်နဲ့အဆက်ဆက်ကြီးတရားဩရမဘာဝရဘာကိုကြည့်ကွယ်တော်ရနေတာနော်ကောင်းတော်ကြောင့်တဲ့ကြောင့်လည်းလို့နေတာအဲ့ဒီဘုရားရှင်ကိုယ်နဲ့ပြေတော့ပဲနေကြတယ်ကောင်းတော်ကြောင့်တဲ့ကြောင့်လည်းလို့နေဖခင်ရဲ့ရေတော့ပဲနေကြတယ်ကောင်းတော်ကြောင့်တဲ့ကြောင့်လည်းလို့ညာနိုင်နေတော့ဘယ်လိုလုပ်လဲဘယ်လိုမှမလုပ်ဘူးဘယ်လိုလုပ်လဲဘယ်ဘုံတွေတော့မလုပ်ဘူးဘယ်ဘာမှမလုပ်ဘူးရည်ကျင်းနော်ဘယ်အမေကြီးရတော့မလုပ်ဘူးဘယ်အမေကြီးရတော့မလုပ်ဘူးနော်အဲ့ဒါကိုဝိသေတော့ဝိကြီးရဒီရနေတယ်ဟာလားဝိသေတော့လာကြတာတော့အောင်ကြိုက်ပြီးရတယ်မြင်လို့ရတယ်ကကြီးပေးနေကြအဲ့ဒီကကြီးပေးနေကြရတယ်နော်အမျိုးကတည်းကလူကြကြနော်ပါလို့ကြတယ်နောက်ကဘာကြီးတဲ့ပါလို့ပဲတလေးလို့ကြတယ်ကြောက်ရတာလို့လူကြီးနဲ့ကြတယ်ကဘာကြီးလူကြီးတဲ့ဒီလိုပဲကြတယ်ကဘာအသက်ပြည့်စုံတော့တိုင်းနော်နာမင်းတို့ကစားငါကဒီစက်ကိုဆုံးပါလေဒီစက်ပြီးသွားဒီဒုက္ခတွေကငါ့ကိုအတောက်တဲ့ဒုက္ခကငါတော့နော်မင်းတို့ကဆောက်လို့ပြည့်အဆောက်အဦတွေကငါတော့နော်မင်းတို့ရပြီနော်လိုက်ပါတာသုဒ္ဓပြီနော်တရားပါပြောင်းရပါတယ်သုဒ္ဓပါတရားလုံးနဲ့ပြောင်းရတယ်သုဒ္ဓပါနော်ကြည့်ကြည့်ပါဒါကအစက်ကကြည့်နေတယ်ရပါနော်အထူးဘုရားကြီးဖြစ်ပါတယ်ဖြစ်ပါပြည့်ဘယ်လိုလုပ်ကြမှာပါကိုလည်းတက်ကဆောင်းလို့ပါနော်ပြီးလို့တော့ကျင်းရဲ့တက်ကဆောင်းလို့ပါကြားလာတယ်အဲ့ဒါကတော့တော့ဘာလို့ကြောက်ကြမှာနော်အသက်ပြရှိတိုင်းနေတာနော်ဘယ်တော့အဲ့ရတယ်လည်းတော့ကြားတယ်ဘုရားရှင်ကြားနောက်ပါလို့ဒီရတယ်နေတာလည်းဘုရားရှင်မညာပါနဲ့ကိုမတာကိုကြည့်ကိုမတာကိုပြောမလေးတော့ဘူးတိုင်းနော်ဟုတ်ကဲ့ပြတ်တာတယ်အဲ့ဒါလည်းညာလာနော်အယုတ်ကြီးလို့အရင်လေးကတော့တော့ဒီရုံနဲ့ဒီသားဖြစ်တာလေလူပဲပဲနေရရဒီစိတ်နဲ့သာဆက်မနာပါနဲ့ပါမမီပါပြီးဆိုကြလားကျုံလုံးကျက်လိုက်ပါကြလားကကြီးကြီးလေးတို့ပါလေအများနဲ့ကျုံကြတယ်တို့ပါအာဘကတော့ကလာလိမ့်မယ်ကြလားဘယ်လူမျိုးပေါ့မတက်ပါနဲ့ကျက်တဲ့ခါမှာလည်းကိုမသိတော့နော်ဒီတဲ့ဆိုတဲ့နေရာမှာကျိုးပါဘုရားပါမယ်နော်အဲ့တော့ဒီတော့ပါဠိကိုပြီးဘုရားမြတ်နာကချင်းစီပါလေအဲ့ဒါယောဂဆိုတဲ့ဟုတ်လားစီဂျိုဝေးလို့ဝေးမောင်150နှလုံးယောဂကြောက်ကအဆိုင်ယောဂ
ပဲလို့ကြောက်တယ်သွားတော့နဲ့ပြန်လာပြီတကယ်ပြန်လာပြီကတော့တော့လူတွေတော့ပြန်လာပြီလူတွေပုံလေးတော့လည်းလို့ပြန်လာပြီဒီတော့သမီးတို့တော့ပေါ်တယ်တာလူကျက်ရောက်အမေတို့လူတော်တွေနဲ့ဒါအမေတို့လူတော်တွေမှာပါဘာပဲဆရာတော်ရရတယ်အဘပဲဆရာတော်ရရတယ်သူကနော်ကျူလာတော့ကိုသားရဲ့ဓာတ်တွေဘူမဲမှာဘုတ်တယ်သူဘုတ်တယ်ဒီကဒီတော့ကိုသားဆိုရင်ဒီလားဝဲလာကဘယ်လိုဝဲလာကကိုသားရဲ့ကိုသားမင်းတော့မကြည့်နေတယ်ပူလာတော့ကဲစေပါရေးဒီတော့ဒီဝါကြည့်တာကိုသားကမင်းတော့တဲကြော့တယ်လားဘယ်ဝါဆိုတော့နော်မင်းတို့လည်းပြန်လာမင်းတို့လည်းပြန်လာကပင်းကြီးကျက်ကြီးဒီလိုလည်းကျက်လာဒီလိုလည်းကျက်လာကိုသားရဲ့တက်တဲ့ကဒီလိုက်ချိန်ကြီးရတယ်ပြောပြီးဒီလိုတွေပေါ်ရောက်ဝင်လာတယ်ကကိုသားရဲ့ကမှာဘာပြောလဲညပါကြီးကိုသားဆိုတဲ့တဲ့ချော့တဲ့တာပြောဆိုကိုသားမင်းသားညာဒီလိုတွေ့တော့တယ်နီးပဲကျင်းပါပြတယ်ကြီးငါကတည်းရောက်တာငါဟုတ်တယ်ငါဟုတ်တယ်ညပါကြီးကိုသားမင်းသားကိုတွေ့ပါတော့ဒီလိုကတော့ကိုသားရဲ့ကျုပ်ပဲဟုတ်တယ်ဒီလိုက်တဲ့ကောင်ကိုဝဲတဲ့ဒီလိုကလည်းဘုရားဆက်တာတော့ကြည့်ပါစို့ဘာလို့လဲအားတော့ကြည့်ပါစို့နော်ဒီဝဲတဲ့ဒီလိုကလည်းဘုရားပြပါမှာဒီကဝဲခဲ့ပြီနော်ကြားလားအနာကလည်းဒီကမှချင်းဝဲပါလက်ချက်နဲ့ကြလားတရားမလားဒီဓမ္မတို့လိုရတရားလေအပ္ပမနာပိပါလာနာပိထိုးရည်ရဲ့ဒီကာယတိဝေဒနာတိစိတ်ဓာတိဓမ္မတိကာယတိဓမ္မနုပါလားဝေဒနာတိနုပါလားစိတ်ဓာတ်နဲ့စိတ်ဓာတ်နုပါလားဓမ္မတိဓမ္မနုပါလားတတိယဒီမှာနော်ဒီတော့တတိယဒီတော့လာကြည့်တဘာဝကြောင့်အမှားလို့ဒီနေ့ပတ်ကြပါဒီတော့တော့ပါပြိလိမ့်မယ်သရဏာတိသရဏာပြိလိမ့်မယ်အတ္တနာတိအတ္တနာပြိလိမ့်မယ်ဟရဏိကိုญาဏญาဏမှာပြိလိမ့်မယ်ညီးတွေလောက်လာတယ်ကြည့်တယ်နော်အတူရဲ့နေပါဘူးနော်ကြားလားအဲ့တော့ဘဝလေးကိုကျေတနာနေယတတာဒါနဒေတာသီလဘာဝနာကိုလို့ဒီလိုဆိုနေတယ်ဓမ္မဒါနနဲ့ဒါနမှာကိုယ်ကိုကြည့်တယ်ဓမ္မသီလမှာလည်းသီလယတတာဘာဝနာနဲ့အိမ်ပြတ်သွားတာလားနော်အာယုကျော်မှာတရားကျော်တော့သတိပ္ပံလေးပါးကြည့်ကြအရုပ်ကိုရတယ်တရားတဲ့အမှန်များမှပြီးပါလာလာပြီးထိုးရည်ရဲ့အတိပါဠိရဲ့ပဋိရဲ့နော်ကျုပ်တို့ကြက်လာနော်သမီးတို့လာသားတို့လာတော့တရားပြဆရာတို့လာခဲ့တာနော်ငါဘောဝချုပ်ခိုင်းတယ်ဒါကြောင့်ဒီတိုင်းဒီလိုအဲ့ဒီကြောင့်ကနေငါကြောက်တာကိုသမီးတို့ဆောက်လို့ကြောက်နေနော်ဟိုဘာလို့သမီးညပြည်လေးရောက်နေလာရအရိယာဘိမှန်ကိုကဘာလာတယ်ဒီလိုကြည့်လားနော်ကဘာရက်ကလာတယ်အဲ့ဘိမှန်ကိုဒီလိုဆောက်တာသမီးတို့ဆောက်တာငါဆောက်တာသမီးတို့ဆောက်သမီးသားတွေလည်းဆောက်လို့ပြီးတော့ငါကမတာဒီလိုပြီးတာအဲ့တောင်းတဲ့ဒီကဘုရားဆောင်ကြီးတွေပြည်တရားပေးရှိတယ်ဒါကိုလည်းဘာလို့လဲပတ်ပြီးအဲ့ဒါသမီးတို့လာတဲ့ဘုရားနားနေတော့လုပ်ပြီးတာနော်လက်စောတော့ပြပါတော့ကြာပြီးတယ်လက်စောတော့ကြာပြီးဒါဘာလိုက်နေပြီနည်းနည်းပြရတယ်နော်အဲ့ဒါဒီလိုပြောလို့ဘုရားပြောတာဒါပေမဲ့တော့အတော်ဆောတော့ဘုရားကတော့နေအဲ့ဒီညာရဲ့စကားပါကောင်းဒါနော်ကုသစီကိုသာတော့ကြာလာပါလိမ့်မယ်အဲ့တော့သမီးတို့ဝါပြီးဆော့ဆော့ကြပါလိမ့်လေဝါပြီးဆော့ဆော့ပါပါမကြီးဝါပြီးဆော့ဆော့ပါအေးရတယ်မှာပြီးတော့ဘယ်အောင်ငါတို့လေးနဲ့ကကြတယ်ကဲအဲ့ဒါဒီကိုခရီးတော့ကို
တဲ့တည်းလို့ပြောပါပြည့်တယ်ဒီမှာကြည့်ကြိုးတယ်လာတာနော်သူကဒုရင်းနာဘူးသူကျူးတဲ့ကျူးတဲ့လည်းပါဒါကမရှိဘူးလားပြတာဘုရားမကျင့်နိုင်ဘူးတဲ့လားသူကပါလေဟုတ်တယ်ဗျဘုရားမကျင့်နိုင်ကျင့်တယ်ဘုရားကျင့်တယ်ဘယ်ကနေဘယ်ကနေကြားတာအရိယာတွေလည်းပြောတယ်ကျန်လို့လို့ကျင့်တယ်ဟမ်ကြားလားဒါရင်ဒီတဏှာချက်လို့ပြောတာဆိုအေယောပိတာမုဒိတနာကိုဒီလောဘပတ္တနာဆိုလို့ဟမ်လောဘပတ္တနာဒီဘောဘောဘောဆိုတာပြည့်လာတယ်မစားရပါရဲ့ပါလူကတော့ပြည့်ဆိုင်တယ်တကယ်လို့ယူတယ်နော်ကြာဒီရကိုတက်တယ်ဆိုတာအရိယာကတော့တက်တော့တယ်ပြပါရဲ့အတိုင်းအဲ့တော့ခုနဘုရားကိုသိရမှာတာရင်ရောက်လို့ပါကြာနော်ကြတယ်လေကုသကုမေအားလုံးတိုင်းနေတာဟဲ့ငါတို့ကလည်းဘုရားတရားကိုဆိုင်ရကြကြောက်တယ်ဆိုင်တယ်သူကျူးသားပြီးသူကပါတဲ့အားလုံးကိုပါလို့လုပ်ရဟမ်ဒီရောက်ဘာလို့မရဟမ်ပုံလို့လည်းဆိုရင်ကြာမိဘမဆိုမိဘမဆိုရရင်အရိယာတွေတော့မပြန်နိုင်မရပါဆိုရင်တော့လို့ပဲဆိုနော်ကျန်တာကျတော့လုပ်ခဲ့တူတယ်ဘာလို့ဒီကုသမာလာကြီးပါတယ်ဒီကုသမာလာကြီးနော်လက်လိုပေါက်တယ်တော့ဒီပတ်တယ်နေတာကိုသွားတယ်နော်ဒီကုသမာလာကြီးပါဆိုတော့တက်ကပြေးလာတယ်ဘုရားပါလို့အဲ့ဒါနော်ဘာကုသဘောပါကြလားနော်မိဘပါအရိယာတော်တော်နဲ့ဘုရားပါနော်တက်လက်တယ်ကြောင့်ဒီကုသမာလာကြီးရတယ်ကပြင်းမြတ်ရတာဆိုတော့အဲ့တော့သွားတော့တက္ကသိုလ်ဆရာကြီးတိုင်းနေမှာတက္ကသိုလ်ကြီးမှာသွားတော့ကျဲတော့လူရုပ်မှုကြီးတော့ကြောက်ရတယ်ကြောက်တယ်ကတော့စောင့်ပြီးတော့ကစားပြီးတက်တော့တက်တော့ကြတဲ့အောင်ရဘီကြီးနေပါလေတတိဆွေကမနာဘူးတော့တဲ့ကိုယ်လည်းပါရမီကိုတက်တော့အဘိဓိယတက္ကသိုလ်ပြန်ကြတော့အဘိဓိယနဲ့တက္ကသိုလ်ဆရာကြီးတို့ကလာပြီးတော့ဘာလဲကတော့ဘာလဲကတော့ကြာတာပြီးဟိုကြည့်လို့တော့ပါရတယ်ဒီမင်းလာတယ်ဆိုတော့သူကတော့တယ်ရှိဒါပေမဲ့သူကကြာတယ်နေနဲ့ဒီကုသမာနဲ့ပြည့်နေတယ်ဘုရားဆရာကလည်းကြာရုပ်ပြောတယ်ကြာရုပ်ပါပြောတယ်ဆိုတာအဲ့တော့ဒီလည်းပြောအလုပ်ပေးတော့ကိုကြောက်တယ်အဲ့လိုဆရာကကြောက်တယ်ဒီကောင်ကတော့တို့ပါဘူးလို့ကိုလည်းကြောက်တယ်ပေါ့ဒီကတော့စေတနာအာမကြီးရဲ့ကြောက်တော့ချင်းချင်းအေးကဖြစ်နေတယ်နော်စေတနာအာမကြီးရဲ့တော့တို့ပါပါတယ်နော်ဟုတ်လားမနိုင်တဲ့အခါကျတော့အဲ့လိုဆရာကြီးဒီကနေ့ဘူတော့တယ်တော့ပြောတော့နိုင်ရှိတယ်အဲ့ဘယ်လိုလုပ်အားလုံးကြီးကတော့မြတ်ပါရဲ့ဆရာကြီးတကယ်ဆရာကြီးပြောတာဘယ်လိုခိုင်းတာလဲတော့ပါအဲ့ဟောပြောတယ်ဒီဘာလို့ကဲနေကျိုးတော့တယ်တော့ပြတ်ပြီးတော့ပါခိုင်းတယ်ဒါကတော့နိုင်ပါအဲကျွတ်သွားတော့ဘာလို့လိုက်လူတို့ဆိုတာလိုက်နေကျိုးတွေနော်ကိုယ်တွေချင်းဒီတွေချင်းနော်ကောင်းကိုယ်တွေစားဒီတွေစားဒီလိုမပြည့်နိုင်ဘူးမပြည့်နိုင်တော့မကြောက်ဘူးဒီကုသမာမလုပ်တယ်你不要在路里嘛，路基地家，家来的，可以啊。老家看我啊，来北京嘛，地嘛，来北京家，来北京家来，来北京家来，他来来北京家来，你那边老北京那个，在桥北的，地了，不住了啊，地里在桥上啊，慢，地里桥大了，桥北，那把桥不一样，半路，是吧？ဒီသူလာဒီနေ့လာတော့ဒီပြက်လာတယ်ပုံရင်းမှလည်းဩကပါဒီတော့ကပါကြောက်ကြောက်ကြောက်တယ်လို့ပြေးလာခြင်းနာမှုပြေးလာခြင်းနာမှုတာချာကျွတ်တော့နေသွားတယ်ဟာအမေသွားတယ်
ပတ်တော့ဘယ်လိုလဲတော့တာအမေနဲ့ဒီနေ့ထိတ်ကြတာအမေတဲ့ဟိုတာရအားပါပြီအမေကြီးရမလဲဒီကနေ့ဘာဒီရချင်းတို့ဒီကနေ့မကြည့်ဘူးသားရေးတဲ့မင်းတို့ငါလိုက်တယ်ဘုမပဲတွေ့ရတယ်သားရဟာအမေကြည့်ပါမကြည့်ဘူးဆိုတော့ကက်ကတာငါအမေကြည့်တာအမေရဲ့ဒီနေရုပ်ပြတယ်လူကပါလူကမြင်တယ်ပတ်လို့လိုက်တော့တရားရုပ်ကိုတည်းကနေတော့တယ်ဟောပါဠိကကြောက်ဒီတော့ဘယ်ရဲ့ဒီတော့ပဲငါကိုယ်ကြောက်ဝိခမိုင်မှာဆိုတာတရားရုပ်ကိုဘုရားကိုကြက်လိုက်မေးကြောက်ကိုရလိုက်တာအတော်ပဲငါအမိပတ်ကြတယ်ဟမ်ဒီညာကြီးရတာညာကြီးရတာဆိုညာကြီးပတ်လို့ကြတယ်လိုလိုတော့တတ်မှလို့ကြတယ်ညာကြီးနဲ့အဲ့ဒါညာကြီးပြီးတယ်တော့သူစိတ်ကြီးပြည့်တယ်ပြင်တာဟာပြီးလိုက်တာဘယ်လဲညာချက်တာမလို့ညာကိုပြီးတာတိတ်ဆောင်ကြီးနဲ့ပြီးတယ်ပြီးသွားတယ်နဲ့ပြီးဘယ်လဲညာကြီးပြီးသွားတယ်ဟုတ်ပါနော်ပတ်တာမပိုက်ညာတို့ကပြီးသွားရင်တိတ်ဆောင်ကြီးလို့တော့တွေ့ရတာတွေ့ရပြနေတော့တာပြနေတော့မယ်ဘယ်တော့မှမကြည့်ညာတို့တိတ်ဆောင်ကြီးနဲ့ပြီးမှတ်တာညာစီတော့တိတ်ဆောင်ကြီးနေတော့ဘုရားပြီးပြီနော်ကြာနော်ကြာတယ်တိတ်ဆောင်ကြီးပြီးတော့အဲ့ဒါပြီးတော့ညာကြီးဘာတရားပါချက်တာဟာမကြောက်ပါဘူးမင်းကြောက်ပါလားဟာကြောက်ရပါလို့နေတာလေမင်းပြေးနေတာပါငါမပြေးဘူးမင်းပြေးတော့ကြောက်နေတာဟုတ်ငါလည်းပြေးနေတယ်ငါလည်းကြောက်လို့ပြေးနေတယ်တက်ပြေးရတာဟောဒီတော့ကတက်လည်းပြေးရတာတရားကိုလည်းသိချင်တာတိုင်းနော်ဒီကုသမှာရာဂတယ်တိုင်းနေကျိုးပါတယ်တော့ဒီကုသမှာရာဂတယ်ဘာလို့မပြတ်ပါလဲပမိတို့ဘာလို့မပြတ်ပါလဲသုံးလို့ဆိုရပါသုံးလို့ဆိုရတော့ကြောင့်တိုက်ပြီးတော့တယ်နေလို့တော့တယ်ရင်းနေတော့တယ်ဒီကလည်းခါပါတော့တယ်နော်ဒီကလည်းခါပါတော့ဟမ်ကြည့်ဒီကဆိုတာရေးဒီကဆိုတာညီငယ်ဆိုတာဒီကဆိုတာလေးပေးခါပါကာလပြီးပါလေအဲ့တော့ခုလိုညီပေးပါလားဆရာတော်နဲ့ဒီလိုစိတ်ပါရတယ်တရားဖြစ်တယ်နော်ကြားပါကမ္ဘာပေးလိုက်ကြတယ်ဘုရားမရှိပါဘူးမပေါ်သေးပါဘူးနော်ဒီကြည့်တယ်ကြည့်တော့လည်းဘယ်လာလဲမလာဘူးနော်အောက်တော့တာဘာဖြစ်လဲဒုက္ခဆိုရတယ်ဒုက္ခဆိုရတယ်ခဏမှာဒုက္ခကိုဝိမာနော်ဒီတော့ဒုက္ခဆိုတာလေအကုသိုလ်တရားကုသိုလ်တရားနော်တရားနှစ်ပါးရှိအကုသိုလ်စိတ်ကုသိုလ်စိတ်အကုသိုလ်စိတ်ကြီးရဲ့ကုသိုလ်စိတ်ကုသိုလ်စိတ်ရတယ်အကုသိုလ်စိတ်တယ်အကုသိုလ်စိတ်ကိုဒီနေ့မက်ဆီကပေါ့မက်ဆီပေါ့လေယောဂစိတ်တာဒါအကုသိုလ်စိတ်ကုသိုလ်စိတ်မက်ဆီကိုယ်စိတ်နော်ဒါလားဒီချမ်းသာတယ်ဆိုဒုက္ခလိုက်ကိုသိတဲ့ဒုက္ခကိုတက်ရတယ်ညလာတက်ဥပ္ပါရောချမ်းသာစိတ်ကိုချမ်းသာတယ်အဲ့ချမ်းသာတော့ဘယ်လိုတော့အဲ့ဒါဟောချမ်းသာတော့အဲ့ဒုက္ခကိုဒုပြီးတော့ဥပ္ပါရောအမေကချမ်းသာကြီးပါချမ်းသာချမ်းသာတော့ဒါလည်းဒုက္ခပါပဲကြာပြီးတော့သမုတ်ပြောင်းဒုက္ခနဲ့ပါလိုက်လက်ရတယ်နော်တတ်တာမက်ကရောမက်ကပါလို့မက်ကပါလို့ပြီးတော့ညောတာအဲ့တော့မက်ကညောတာဘောရတိုင်းနော်စိတ်ချမ်းသာတဲ့ဟာမလေးဒုက္ခကိုချိုးပြီးတာချမ်းသာခြင်းနဲ့တော့ဒုက္ခကိုမေ့တော့တာအဲ့ဒါကဒုက္ခအဲ့ဒုက္ခကိုနတ်ပြည်ဓမ္မပြည်သိတော်မူတဲ့
မဲ့ကတော့ဘာမှမဟုတ်လားကလားကိုပူပါမှာကြာလားကလားကိုပူပါမှာကြာလားအဲ့ဒါဘာမှမရရှိလို့ဟာကျော်မဲ့တရားရရရှိလို့သမီးတို့ဟာလားအမှုတို့တွေဟာလားပူတော်ပြီးတော့ပြေးသွားတယ်နော်အမှုတို့တွေဘုံနေတဲ့တက်ကြီးတွေကြားတဲ့စကားတွေကကတော့ဘက်ကတော့ဥပမာဥပ္ပံအစ်တို့ကတော့ဥပ္ပံလူဆောင်နေတာအဲ့ဒါဆိုတော့ဒီကအဲ့ဒါလည်းမဟုတ်ဘူးနော်ကြာတော့ဒီလိုပါလေအဲ့ဒီလာဝင်ကြည့်လို့ပါမြန်မာကကြည့်ရတော့ကြာလားဘယ်လိုသာသာမပြေတော့ဘူးအခါတော်အာမခံနေတယ်ကြာလားနော်ဗလင်ညာကျက်တယ်ပြောပြကြပါလိမ့်မယ်ပြေတော့ရှိတယ်ပြောပြတယ်ကာမီလို့တော့ပြောပြကြပါလိမ့်မယ်အမမီးကြီးရဲ့ကြည့်ကြဒီကကြည့်လို့တော့ကြည့်တော့ပါတယ်ကျိုးလာပါတယ်ကြည့်ပါတရားကိုကိုယ်လည်းကိုယ်မှာကိုကျူးပါကိုယ်မှာကိုကျူးရင်ကိုပြတ်တယ်မဆုံးမဲ့ပါမဆုံးမဲ့ဘာလို့တော့ကိုယ်မှာကိုကျူးကိုယ်မှာပြည့်စုံမဲ့နေတော့ဝိရိဝိပါးပြုံးတယ်ကဘာကြီးမှာလဲရသက်တော်တယ်တန်တရားတွေတော့ဘဝအမေပြည့်စုံတဲ့ပြည်လာတယ်ကြာလားဘယ်သူကရတဲ့ဘောမှာကြီးလဲဒီကောင်ကကြောက်ပါဘူးမင်းတို့တော့လည်းကမသူရတဲ့ဘောမှာကြီးတယ်နော်မနေခဲ့တဲ့နေရာမှာကြီးတယ်မနေခဲ့တဲ့နေရာမှာကြီးတော့နော်ကြာကိုယ်ဉာဏ်ကိုပြန်ဆောက်နော်ကြာပါဠိအဲ့ဒီကြည့်နေပါလေကြောက်ပါဘာလို့ဆရာတော်ဘုရားကြီးရှင်းအောင်ပြောပါပါဠိဒုပေပေဒေကအားရပါတယ်ဒီလိုနဲ့နမောသဗ္ဗဒီလိုနဲ့နမော